มาสุงค่ะจะมาโดนน้ำยาสิบใช่ปะเด้ชามพีในตองใบลิงเคมิวซาดีกว่าชามตายินดูบุตรบาดาเวอมิวตมีดูใช่ปะเด้ทีนี้นกขันตะไมนี่เนี่ยပြောရမယ်ဆိုရင်ကျမကမူလာရန်ကျောင်းနေစမူလာရန်ပညာကိုလင်းခေမျိုးမူလာရန်ကျောင်းမှာစတဲ့ရောက်ပြီးတော့စီးပူးသင်ကြားခဲ့တယ်။10တန်းကိုတော့တောင်ကြီးမျိုးအမှတ်3အမျိုးသမီးအထက်ကကျောင်းကနေပြီးတော့အောင်မြင်ခဲ့တယ်။ပညာရည်ချင်းကတော့ BAB ဒီဘွဲ့ရရှိထားပါတယ်။1969ခုနှစ်လင်းခေမျိုးအခြေခံပညာထက်တန်းကျောင်းမှာမူလာရန်ပြဆရာမအဖြစ်ပညာရေးဌာနမှာစတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့တယ်။လုပ်ငန်းတွေးကြုံနေနဲ့ပြောရမယ်ဆိုရင်ဒီ1985နဲ့1988စလုတ်ထတဲ့ပြည်သူ့ကောင်စီတက်တန်းမှာလင်းခေမျိုးနဲ့ပြည်သူ့ကောင်စီလုပ်ငန်းစစ်ဆေးအဖွဲ့ဝင်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။နောက်ပညာရေးဌာနမှာတာဝန်ထမ်းဆောင်နေစဉ်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ကလေးတငယ်များစိုက်ပျိုးရေးနဲ့အာဟာရဖွံ့ဖြိုးမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုမြန်မာနိုင်ငံအခြေခံပညာရေးဦးစလေတဦးနေနဲ့တက်ရောက်စီပူးဆွေးနွေးခွင့်ရခဲ့ပြီးတော့ကိုဒေတာကိုကျောင်းမှာရှိတဲ့ကလေးတငယ်များအတွက်အာဟာရနဲ့စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းတွေကိုကျိုးပန်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။အခုဝီရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်လင်းခေမြို့နယ်အနေနဲ့ကတော့အဓိကဘယ်လိုပြဿနာရှိမလဲဆိုရင်တီးနှံထွက်ကုန်တွေရှိတော်လဲပဲဒါဝယ်အားမကောင်းဘူးဈေးကွက်မကောင်းတဲ့အတွက်ဒါပြည်သူတွေအတွက်တောင်သူတွေအတွက်ဒါလူမှုစီးပွားရေးအပိုင်းမှာဒါနှိမ်ကြမယ်လို့ဘယ်လိုပြောလို့ရပါတယ်အကယ်၍ကျမသာဒီရွေးကောက်ပွဲမှာကိုယ်စားလှယ်ဖြစ်ဒါရွေးကောက်ခံမယ်ဆိုရင်တော့ခုနပြောတဲ့ပြည်သူတွေရဲ့အဓိကပြဿနာအဲ့ဒါဒီဈေးကွက်ရှာဖွေရေးအပြင်တိုင်းရင်းသားတွေကိုပိုင်ဘာသာစကားကိုပိုင်စာပေတိုင်းရင်းသားစာပေတွေကိုလည်းပဲဒီလိုကျောင်းသင်ပညာရေးတွေမှာထည့်သွင်းပြီးတော့ပြဋ္ဌာန်းသင်ကြားပေးနိုင်ဖို့ဒါလေးတွေလည်းစူးစမ်းဆောင်ရွက်သွားပါမယ်။နောက်တပြိုင်တည်းမှာပဲငြိမ်းချမ်းရေးရရှိရေးအတွက်လည်းပဲဒါတပြိုင်တည်းမှာစူးစမ်းဆောင်ရွက်သွားမယ်။မြန်မာနိုင်ငံရေးနဲ့အမျိုးသမီးခန္ဓာကိုဖြစ်ဆိုရင်ကျမတို့နိုင်ငံမှာတော်တော်များများကအမျိုးသမီးတွေကိုဘယ်နေရာမှာတံမိုးထားသလဲဆိုရင်မြမထုံနှန်းစင်လာအောက်မှာပဲတံမိုးထားတာအမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်တွေရှိတာကိုသိပြီးတော့အသိမှမပြုချင်ကြဘူးနေရာမပေးချင်ကြဘူးဦးစားမပေးဘူးအထင်သေးတဲ့အပိုင်းတွေရှိတယ်လို့ဒါတော့ကျမတယောက်တည်းရဲ့အမြင်ပေါ့နော်အကယ်၍အမျိုးသမီးတွေဒီလွတ်တော်ထဲမှာအမျိုးသမီးဥယျာဉ်ပုံမများပြားလာမယ်ဆိုရင်ကျမတို့အမျိုးသမီးတွေနေတဲ့အမျိုးသမီးအခွင့်အရေးဖြစ်တဲ့ကြားမှတန်းတူညီမျှမှု gender equality ဒါတွေရရှိလာမယ်ဒီမဲပေးဖို့မဆုံးဖြတ်ရသေးတဲ့ပြည်သူလူထုတွေကိုဘယ်လိုအမှားစကားပြောတိုက်တွန်းချင်လဲဆိုရင်တော့အနာဂတ်နိုင်ငံတော်ကိုပုံဖော်တဲ့နေရာမှာဒါပြည်သူတွေရဲ့မဲပြားနဲ့ပုံဖော်သွားမှာဖြစ်တယ်ဒါကြောင့်မို့လို့ပြည်သူမဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူတိုင်းကမဖြစ်မနေတာမဲကိုပေးရမယ်လို့တိုက်တွန်းချက်2020ရွေးကောက်ပွဲမှာတော့ကျမအနေနဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကိုစားပြုပြီးတော့လင်းခေမြို့နဲ့မဲဆန္ဒနေပြီးတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်